ဒီမင်းသမီးကိုလုံးဝသဘောမကျပါဘူးချစ်စရာကောင်းတဲ့အမူအရာလေးတွေရဲ့ထိမိပိုင်နိုင်တဲ့တယောက်ဆောင်ချက်တွေနဲ့မမရုပ်ရှင်လောကမှာအအောင်မြင်ဆုံးတယောက်ဆောင်တွေကတယောက်ပါတော့မင်းသမီးဝမောင်ရွှေပါကျမတို့အလဲတန်းကျောင်းသူအရွယ်2009ခုနှစ်လောက်ကတည်းကရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့ပြီးတော့ရုပ်ရှင်စကားတွေစတင်ရိုက်ကူးစဉ်အချိန်ကတည်းကအဲ့ဒီအချိန်ရုပ်ရှင်လောကမှာအောင်မြင်မှုတွေရရှိနေတဲ့အောင်ရဲလင်းပြည်တီဦးလူမင်းတို့လူမင်းသားတွေနဲ့တွေ့ရိုက်ခွင့်ရခဲ့တာပါဟုတ်ပါတယ်ရုပ်ရှင်စကားတွေမှာဝုံမုံရွှေကိုစတွေ့ရတဲ့အချိန်ကသူမရဲ့တရုပ်ဆောင်ချက်တွေကအရန်ကိုခလေးဆန်လုံးတယ်လို့ထင်ပြီးတော့ကျမလုံးဝသဘောမကျခဲ့ပါဘူးကျမတို့ဘလို့ပဲထင်ထင်သူမရဲ့အမြဲမပြတ်ကြိုးစားအထောက်မှုတွေကြောင့်အောင်မြင်မှုတွေဟာတဖြည်းဖြည်းစက်တိုက်ရရှိလာခဲ့ပါတယ်အခုချိန်မှာအကယ်ဒမီဆုကြီး3ဆုထိရရှိထားပြီးတော့နာမည်ကြီး brand များစွာရဲ့ကြော်ညာပြပုတ်တွေမှာလည်းနေရာယူထားနိုင်ခဲ့ပါတယ်ဒါအပြင်ကျမတို့လေးစားရတဲ့အနုပညာရှင်တယောက်လည်းဖြစ်နေခဲ့ပါပြီမင်းသမီးဝင်းမုံရွှေရဲ့ဘဝရက်တည်မှုခီးစဉ်ကနေကျမအသိယူရရှိခဲ့တဲ့အကြောင်းအရာကတော့နံပါတ်1အမြဲမပြတ်ကြိုးစားအထောက်မှုရုပ်ရှင်လောကရဲ့စတင်ဝင်ရောက်ချိန်ကနေအမြဲမပြတ်ကြိုးစားအထောက်မှုကြောင့်သူမရဲ့ဂုဏ်သတင်းကျော်စောမှုဟာမရပ်တန့်ခဲ့ပါဘူးနံပါတ်2ကိုကျင်တရားငယ်ရွယ်နှုတ်ပြလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပေမဲ့ရုပ်ရှင်လောကမှာနာမည်ပြတ်မရှိဘဲနဲ့ကိုကျင်တရားကောင်းမှုကြောင့်သူမဟာအဖိုးတန်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်နံပါတ်3ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ကျမတို့မမြင်ရပေမဲ့ public figure တယောက်အနေနဲ့ရင်ဆိုင်ကြုံတွေ့ရမယ့်ပြဿနာအခက်အခဲတွေများစွာရှိမယ်ဆိုတာကျမယုံကြည်တယ်တွေ့ကြုံခဲ့ရတဲ့အခက်အခဲပြဿနာတွေကိုမှန်ကန်တဲ့စိတ်နေစိတ်ထားနဲ့ဖြေရှင်းနိုင်ခဲ့လို့ဒါအခုလိုအချိန်မှာအောင်မြင်မှုတွေကိုဆက်လက်ထိန်းထားနိုင်တာဖြစ်ပါတယ်ကျမအနေနဲ့ပြပြပေးချင်တာကတော့လူတိုင်းရဲ့ဘဝမှာအခက်အခဲပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့ရမှာပါပြဿနာဖြေရှင်းနိုင်စွမ်းတွေမြမအောင်နေစဉ်ကလေးကအစတင်လေ့ကျင့်သင်ကြားပေးသင့်ပါတယ်ပြဿနာဖြေရှင်းနိုင်စွမ်းစဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုငယ်စဉ်ကလေးကလေ့ကျင့်ပြထောင်နိုင်ဖို့အတွက်ကျမတို့ရဲ့ Dream Forge Education မှာ Olympic တခြားသင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်